ငါတို့ကဆရာလူမိုက်ကြီးပဲလေဘာလို့လူမိုက်လားငါမိုက်လားမေးမနေချင်တယ်ငါကောင်းလို့နော်ဒီနေ့ဖြစ်သွားတဲ့ဟာလေးအချင်းချင်းနေမင်းတို့ဖြစ်နေကြစဉ်းစားလို့မရသူတင်ကိုချာပြီးလဲကိုတင်သူချာပြီးလဲဒါပဲအခုချိန်မှာမိုက်လို့မောင်းတဲ့ကောင်လေးကြီးပဲရှင်းရှင်းပြောရရင်ငါတို့တဲ့မိုက်တဲ့ကောင်မရှိဘူးလမ်းပေါ်မှာမိုက်တဲ့ကောင်မရှိဘူးသူနဲ့စိတ်နဲ့ကြီးမင်းခွေးကြီးကင်ပြီးတော့မင်းမထူးဆက်ခင်းလိုက်ကြည့်မင်းခွေးကြီးကင်ပြီးတော့မထူးဆက်ခင်းလိုက်ကြည့်ပါလားခိုင်းသွားကြမှာထင်တယ်မင်းအမိုက်ဆုံးခွေးကင်ကားတဲ့ကောင်မင်းအမိုက်ဆုံးငါပြောချင်တာမင်းစီရနိုင်ခွေးကြီးကိုကင်လာပြီးတော့မင်းမောင်းရမင်းအမိုက်ဆုံးဘာကမင်းမိုက်ဆုံးအဲ့ကြောင့်တယောက်နဲ့တယောက်ငါတို့အိမ်ကမင်းခွေးကင်တဲ့ကောင်အမိုက်ဆုံး